ဟာပြောစရာမင်းသာဆိုလို့ရှိရင်ဒီတယောက်ကဘယ်သူ့ကိုယူလဲတို့နာမည်ကငါမြင့်မို့တို့နာမည်ကတော့မြင့်အေးမြင့်ငါလည်းဒီအချိန်မှာငါချိန်တာဆိုလို့ဘာရင်ဒီတယောက်ပဲရှိတယ်တကယ်လို့ဘာရင်ကြီးဦးတာမတွေးခဲ့ဘူးဆိုလို့ရှိရင်တော့ဒီတယောက်ကလည်းတော်တော်စိတ်ကူးရင်ကျင်စရာကောင်းတဲ့တယောက်ဟဲ့ရှုပ်ပါတယ်ကွာရော3ယောက်လုံးကတော့ပြန်နိုင်တယ်မဟာပြောစရာလာရင်စီကိုကောင်းလေအမတရားပါရန်ကုန်သားနဲ့တိတ်ကြဖို့ကောင်းပါထင်လို့ပါကြည့်ရလဲအပြင်ကိုမကြည့်နဲ့အတွေးကိုဘာရှော့ပြောရလဲအပတ်စဉ်တနေ့လာနေတာည9:15မဟာ TV Channel မှာစောင့်မျှော်ကြည့်ရှုပေးကြဖို့သတင်းကောင်းလေးပါလိုက်ပြရစီခင်ဗျာမဟာပြောစရာ